တချို့လူတွေကမွေးကလေးကချန်ပီယံတယောက်ဖြစ်ဖို့မွေးဖွားလာသလားလို့တောင်ထင်ရတယ်ဒါပေမဲ့ Israel Adesanya ရဲ့ဘဝကိုကြည့်မယ်ဆိုရင်အောင်မြင်မှုဆိုတာတဲလန့်တစ်ခုတည်းနဲ့မရဘူးဆိုတာသိလာလိမ့်မယ်အရှုံးတွေလောင်ပြောင်ခံရမှုတွေတနိုင်ငံကနေတနိုင်ငံပြောင်းရွှေ့ရတဲ့ဘဝကိုယုံကြည်အောင်စ조사ခဲ့ရတဲ့နေ့ရက်တွေအဲ့ဒီအရာတွေအားလုံးကိုဖျက်ကျော်ပြီးမှသူဟာ UFC ရဲ့အကြောက်ရဆုံး striker တယောက်ဖြစ်လာခဲ့တာပါငယ်ဘဝကိုနိုင်ဂျီးရီးယားမှာစတင်ခဲ့တယ်Israel Adesanya ကို1989ခုနှစ်ဇူလိုင်လ22ရက်နေ့မှာနိုင်ဂျီးရီးယားနိုင်ငံလာဂိုစ်မြို့မှာမွေးဖွားခဲ့ပါတယ်တာမန်အလက်မိသားစုတစ်ခုကနေကြီးပြင်းလာခဲ့တယ်အဖေကအကောင့်တန့်တယောက်ဖြစ်ပြီးအမေကသူနာပြုတယောက်ပါငယ်ငယ်က Israel ကအရန်တိတ်ဆိတ်တဲ့ကလေးမျိုးအားကစားထံ enemy တွေကာတွန်းတွေ dance တွေကိုပိုစိတ်ဝင်စားတယ်နာရူတို Dragon Ball Martial Arts movie တွေကိုကြည့်ရင်တနေ့မှာငါလည်းအဲ့လို fighter တယောက်ဖြစ်ချင်တယ်ဆိုတဲ့အိမ်မက်ကိုစတင်ခဲ့တာပါဒါပေမဲ့သူ့ဘဝကအစောပိုင်းမှာတွင်မလွယ်ကူခဲ့ပါဘူး Israel အသက်10နှစ်လောက်မှာသူ့မိသားစုကပိုကောင်းတဲ့အနာဂတ်အတွက်နယူးဇီလန်ကိုပြောင်းရွှေ့ခဲ့ပါတယ်နိုင်ငံအသစ်ပတ်ဝန်းကျင်အသစ်ဘာသာစကားလူမျိုးရေးခွဲခြားမှုတွေအဲ့ဒီအရာတွေကြောင့်သူဟာကျောင်းသားဘဝမှာအဆင်မပြေခဲ့ပါဘူးသူ့ကို skinny ဖြစ်တဲ့ထူးဆန်းတဲ့လူဖြစ်တယ်ဆိုပြီးအားလုံးကအနိုင်ကျင့်ခဲ့ကြပါတယ်တချို့နေ့တွေမှာသူဟာတယောက်တည်းပဲနေခဲ့ရတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကသူ့စိတ်အတွင်းမှာငါတနေ့မှာအားလုံးကိုတက်တည်ပြမယ်ဆိုတဲ့မိကိုလောင်ကျွမ်းစေခဲ့ပါတယ် Israel ဟာငယ်ငယ်က martial arts movie တွေကိုအရန်ကြိုက်ပေမဲ့တကယ် training ကိုတော့နောက်ကျမှစလုပ်ခဲ့တာပါအသက်18နှစ်ကျော်မှ kickboxing ကိုစတင်လေ့ကျင့်ခဲ့တာအဲ့ဒီအချိန်မှာသူ့မှာ champion တယောက်လို background မရှိဘူး wrestling career မရှိဘူး Olympic experience မရှိဘူးဒါပေမဲ့သူ့မှာမရှိမဖြစ်ရှိခဲ့တာကအောင်မြင်ရမယ်ဆိုတဲ့အယူအမှုဆွဲလန်းမှုတစ်ခုပါတခြားလူတွေနားနေချိန်မှာသူက practice လုပ်တယ်တခြားလူတွေအိတ်နေချိန်မှာသူ training ဆင်းတယ်မေရာရှိမှာ movement တွေကိုပြန်လေ့ကျင့်တယ် enemy character တွေလို footwork တွေကိုစမ်းတယ် dash movement တွေကိုသူ့ရဲ့ style ထဲမှာပေါင်းထည့်တယ်အဲ့ဒါကြောင့်ပဲသူ့ရဲ့ fighting style ကတခြား fighter တွေနဲ့မတူတဲ့အချက်ပါပဲ2018ခုနှစ်မှာ Israel Adesanya ဟာ UFC ကိုဝင်လာခဲ့တယ်အစပိုင်းမှာလူတချို့ကဒီကောင်က flashy fighter ပဲတကယ် champion အစစ်မဖြစ်နိုင်ဘူးဆိုပြီးတော့ပြောကြတယ်ဒါပေမဲ့အော်တကန်တဲ့ရောက်တာနဲ့အားလုံးတိတ်ဆိတ်သွားခဲ့တယ်သူ့ရဲ့ movement counter striking reflex distance control အရာအားလုံးက art ခုလိုဖြစ်နေတယ်သူကတိုင်ဘက် fighter တိုင်းကိုရိုက်နှက်တာထက် create လုပ်နေတယ်လို့ပဲအဲ့ဒါကြောင့် the last time banner ဆိုတဲ့ nickname ဟာသူနဲ့အရန်ကိုလိုက်ဖက်သွားခဲ့တာ2019ခုနှစ်မှာ Israel Adesanya ဟာ middleweight champion Robert Whittaker နဲ့တွေ့ဆုံခဲ့တယ်လူအများစုက Whittaker ကိုပဲယုံကြည်ခဲ့ကြတယ်ဒါပေမဲ့ Israel ကတော့ကြောက်ရွံ့မှုမရှိပဲအော်တကန်တဲကိုဝင်ခဲ့တယ်ပွဲစတာနဲ့သူ့ရဲ့ timing နဲ့ counter striking က Whittaker ကိုတဖြည်းဖြည်းဖိအားပေးလာတယ်နောက်ဆုံးမှာ knockout နဲ့အနိုင်ယူပြီး UFC middleweight champion ဖြစ်လာခဲ့တယ်အဲ့ဒီညကနိုင်ဂျီးရီးယားကကောင်လေးတယောက်ရဲ့အိမ်မက်ဟာအမှန်တကယ်ဖြစ်လာတဲ့ညပါပဲလူတွေမမြင်ရတဲ့ဖိအားတွေချန်ပီယံဖြစ်လာပြီးနောက်မှာတော့ Israel ဟာကြော်ကြားမှုပိုက်ဆံဖိအားဝေဖန်မှုအားလုံးကိုတပြိုင်နက်ရင်ဆိုင်ရတယ်လူတိုင်းကသူ့ကိုအနိုင်ယူခြင်းလာကြတယ် social media မှာဝေဖန်မှုတွေတိုးလာခဲ့တယ်တချို့ပွဲတွေမှာ fan တွေကစိတ်ပြက်ခဲ့ကြတယ်တချို့လူတွေကသူပြီးသွားပြီလို့ပြောလာကြတယ်ဒါပေမဲ့ Israel ကတော့စိတ်ဓာတ်ကြန့်ခိုင်မှုနဲ့အတူပြန်ထလာနိုင်ခဲ့တယ် Israel Adesanya ရဲ့ career ထဲမှာ Alex Pereira ဆိုတာအကြီးမားဆုံး nightmare တစ်ခုလို့ဖြစ်ခဲ့တယ် kickboxing မှာလည်းရှုံးမှုတယ် UFC မှာလည်းတိုက်တယ်ဆုံးရှုံးခဲ့တယ်အဲ့ဒီအချိန်မှာလူအများစုက Pereira က Israel ရဲ့ kryptonite ပဲလို့ပြောရတယ်ဒါပေမဲ့ champion စစ်တွေကလဲကျသွားတဲ့နေရာမှာပဲပြန်ထကြတယ်2023ခုနှစ်သူတို့နှစ်ယောက်ရဲ့ rematch မှာ Israel ဟာ perfect counter နဲ့ Pereira ကို knockout ချနိုင်ခဲ့တယ်ပြီးတော့ cage အလယ်မှာမတ်တက်ရက်ပြီးသူ့ကိုဝေဖန်ခဲ့တဲ့လူအားလုံးကိုတိတ်ဆိတ်သွားစေခဲ့တယ်အဲ့ဒီ movement က UFC history တွေက iconic movement တွေကတစ်ခုဖြစ်သွားခဲ့တယ် Israel ရဲ့ဘဝကိုကြည့်မယ်ဆိုရင် fighting အကြောင်းနဲ့မဟုတ်ဘူးဒါဟာအနိုင်ကျင့်ခံခဲ့ရတဲ့ကလေးတစ်ယောက်ကိုမယုံကြည်နိုင်ခဲ့ဘူးတဲ့လူတစ်ယောက် outsider တစ်ယောက်ကမ္ဘာအမြင့်ဆုံးနေရာကိုတက်နိုင်ခဲ့တဲ့ဘဝဇလန်းတစ်ပုဒ်ပါ
သူတက်သေးပြခဲ့တာကတဲလန့်တစ်ခုရဲနဲ့မလုံလောက်ဘူးမပြတ်မကွက်စူးစမ်းနိုင်တဲ့စိတ်ယုံကြည်ချက်တည်ငြိမ်မှုအဲ့ဒီအရာတွေကပဲ legend တယောက်ကိုဖန်တီးခဲ့တာပါ Israel Adesanya ဟာပြည့်စုံတဲ့ fighter တယောက်တော့မဟုတ်ဘူးသူလည်းရှုံးမှုတယ်နာကျင်ဘူးတယ်ဝေဖန်ခံရဘူးတယ်ဒါပေမဲ့သူ့ကိုထူးခြားစေတာကဘယ်နှကြိမ်လဲကြပြန်ထနိုင်တဲ့စိတ်ဓာတ်ပါပဲနိုင်ဂျီးရီးယားက enemy ကြိုက်တဲ့ကောင်လေးတယောက်ကနေ UFC ရဲ့အကြောက်ရဆုံး striker တယောက်ဖြစ်လာတဲ့အထိ Israel Adesanya ရဲ့ဘဝဟာအိမ်မက်ကြီးမက်ရင်မဖြစ်နိုင်တာမရှိဘူးဆိုတာကိုတက်တည်ပြနေတဲ့ဇလံတစ်ပုဒ်ပါကဲအားလုံးပဲဒီတစ်ခါတော့ကျွန်တော်လှည့်ပါဘဝမှာလူတိုင်းကချိန်မှာကြာရှုံးဘူးကြတယ်လူတွေမယုံကြည်ကြကိုလည်းကြုံဘူးကြတယ်ဒါပေမဲ့ Israel Adesanya ကအသက်သေးပြခဲ့တယ်မင်းကိုလူတွေဘလို့မြင်လဲဆိုတာထက်မင်းကိုမင်းဘလောက်ရှုံးကြည်လဲဆိုတာကပိုအရေးကြီးတယ်ကြာရှုံးသွားတာကအဆုံးသတ်မဟုတ်ဘူးပြန်မထတော့မှပဲအရှုံးဖြစ်တာဒါကြောင့်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မင်းအတွက် message တစ်ခုပဲရှိတယ်မင်းရဲ့အိမ်မက်ကကြီးလုံးနေတာမဟုတ်ဘူးမင်းကကြောက်နေသေးတာပဲတနေ့နေ့မှာမင်းရဲ့ story ကလည်းလူတွေ inspire ဖြစ်ရတဲ့ story တစ်ပုဒ်ဖြစ်လာနိုင်တယ်ဒါကတော့နိုင်ဂျီးရီးယားကကလေးလေးတယောက်ကနေ UFC legend တယောက်ဖြစ်လာတဲ့ Israel Adesanya ရဲ့ဇလံပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်နောက်ထပ် bad fighter ရဲ့အကြောင်းကိုပြောပြစေခြင်းလဲဆိုတာရှိရင် comment မှာရေးခဲ့ပေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေပြီးတာယာတဲ့နေ့လေးပိုင်ဆိုင်နိုင်ကြပါစေ